နောက်ဆုံးလူမဖြစ်စေနဲ့ဒီစကားကိုမိန့်ကြားခဲ့တာတော့မြတ်စွာဘုရားကိုယ်တိုင်ပဲဖြစ်တယ်မာခောမေတုံမေအန္တိမပုရိတာအဟုဝဋ္ဌငါဘုရားရဲ့သာသနာတော်မှာသင်တို့တွေဟာနောက်ဆုံးလူမဖြစ်စေကြနဲ့လို့ဒီလိုတတိပေးဆုံးမတော်မူခဲ့တဲ့စကားရဲ့အဓိပ္ပာယ်ဒီနေ့ညချက်ထွင်ပြီးတော့ကြည့်ကြရအောင်နောက်ဆုံးလူဆိုတာဘယ်လိုပုံကိုမျိုးကိုဆိုတာလဲလို့လောကမှာကောင်းမြတ်တဲ့လမ်းစဉ်တစ်ခုချမှတ်ထားအဲ့ဒီလမ်းစဉ်ကိုအစဉ်အဆက်ကလိုက်နာပြီးတော့ကျင့်သုံးကြအဲ့ဒါလို့လိုက်နာကျင့်သုံးကြတဲ့အထက်မှာမိမိအလှည့်ရောက်တဲ့အခါကျတော့အဲ့ဒီလမ်းစဉ်ကိုမလိုက်နာဘဲနဲ့ဖြတ်ပစ်တဲ့ပုဂ္ဂိုလ်ဟာနောက်ဆုံးလူလို့ခေါ်တယ်နော်နောက်ဆုံးလူကောင်းမြတ်တဲ့လမ်းစဉ်တစ်ခုကမိမိရဲ့လက်ထက်မှာမပြည့်စေရဘူးမြန်မာနိုင်ငံမှာဆိုလဲဘိုးဘွားမိဘတွေချမှတ်ထားတဲ့ကောင်းမြတ်တဲ့ tradition လို့ခေါ်တဲ့မြန်မာနိုင်ငံလိုက်နာကျင့်သုံးလေးရှိတဲ့မြန်မာယဉ်ကျေးမှုတွေအဲဒီမြန်မာယဉ်ကျေးမှုတွေတို့မြန်မာဓလေ့ထုံးတမ်းစဉ်လာတွေတို့ကောင်းမြတ်တဲ့စိတ်ကောင်းနှလုံးကောင်းယဉ်ကျေးမှုကိုအခြေခံထားတဲ့အဆုံးအမတွေစင်စစ်မပြတ်ရှေးကပုဂ္ဂိုလ်တွေလိုက်နာခဲ့ကြပါလေနဲ့မိမိလက်ထက်ကြတော့အဲ့ဒီစည်းကမ်းတွေကိုဖောက်ဖျက်ပြီးတော့မလိုက်နာပဲနေရင်အဲ့ဒီပုဂ္ဂိုလ်ကနောက်ဆုံးလူပဲပေါ့ဒီလိုဆိုလိုတာပေါ့နော်လောကကြီးမှာကောင်းမြတ်တဲ့လမ်းစဉ်ဆိုတာပညာရှိသူတော်ကောင်းတွေကချမှတ်ပြီးတော့ပေးလို့ရှိကြတယ်ဘယ်ဒေသဘယ်နေရာမှာမဆိုပညာရှိပုဂ္ဂိုလ်တွေကအမျှော်အမြင်ကြီးစွာနဲ့လောကရဲ့အကျိုးအတွက်ကောင်းမြတ်တဲ့လမ်းစဉ်တွေကိုချမှတ်ပြီးတော့ပေးကြတယ်အဲ့ဒီကောင်းမြတ်တဲ့လမ်းစဉ်တွေကိုလိုက်နာကြလွန်ခဲ့တဲ့နှစ်ပေါင်း2600ကျော်ကမြတ်စွာဘုရားသခင်ကိုရောမြတ်ဟာလောကမှာပွင့်ပေါ်လာခဲ့တယ်။ဘာအတွက်ပွင့်ပေါ်လာတာလဲလို့ဆိုရင်ပဟုဇနဟိတတရားဝါဒီကောင်းကျိုးချမ်းသာရဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ပွင့်လာ။ကောင်းကျိုးချမ်းသာကိုဘယ်လိုလုပ်ပြီးရစေနိုင်တာတုံးလို့ဆိုလို့ရှိရင်နော်။ကောင်းမြတ်တဲ့အခြေအနေကောင်းတွေကိုဖြစ်ပေါ်စေခြင်းဖြင့်ကောင်းမြတ်တဲ့အကျိုးတရားတွေကိုရစေဆိုလိုတာကမြတ်စွာဘုရားသခင်ကိုရောမြတ်ကတနာစရာတတ္တဝါလို့ဆိုပြီးတော့အခုချက်ချင်းချမ်းသာပြီးအခုချက်ချင်းတန်တရားဝကလွတ်အောင်မလို့ရတာမျိုးမဟုတ်ဘူးမရဘူးဆိုတာမိမိတို့ရဲ့သားသမီးတွေကိုပဲမိဘတွေဟာဘလောက်ပဲချစ်ပညာတတ်ကြီးဖြစ်အောင်လုပ်မပေးနိုင်ဘူးလုပ်ပေးနိုင်တာဘာလို့ဆိုရင်အခြေအနေကောင်းတစ်ခုဖန်တီးပေးနိုင်တယ်ခြေနေကောင်းဆိုဒီမှာဆရာကောင်းကောင်းထမ်းအထားပေးမယ်ကျောင်းကောင်းကောင်းထားပေးမယ်ပညာကောင်းကောင်းပို့ချနိုင်တဲ့ပုဂ္ဂိုလ်ရဲ့အမိကိုရဒါတော့ပဲလုပ်ပေးနိုင်တာလေသာသမီကိုယ်တိုင်ကလိုက်နာကျင့်သုံးမှုမရှိဘူးဆိုလို့ရှိရင်မိဘကဘာတတ်နိုင်ဘာမှမတတ်နိုင်မိဘကဒီကိစ္စမျိုးမှာမခြင်းလို့ရတာမဟုတ်ဘူးသာသမီပညာတတ်ဖို့အရေးအတွက်မိဘဟာအခြေအနေကောင်းပဲဖန်တီးပေးတာဖြစ်တယ်ထို့တူပဲဘုရားဘာသာဝင်သူတော်စင်တို့ကိုးကွယ်နေကြတဲ့ဘုရားမြတ်စွာဆိုတာမှန်ကန်တဲ့အဆုံးအမတွေပေးပြီးတော့အခြေအနေကောင်းတွေကိုဖြစ်ပေါ်စေခြင်းသာဖြစ်တယ်အခြေအနေကောင်းတွေကိုဖြစ်ပေါ်စေတဲ့အခါမှာအခြေအနေကောင်းကိုအသုံးချပြီးတော့မိမိဘဝတိုးတက်အောင်ကြိုးစားမှသာလဲကြီးပွားတိုးတက်နိုင်တယ်ဒါကိုဆိုလိုတာဘဟုဇနဟိတာယဘဟုဇနဒုက္ခယတရားရည်တဲ့အခြေအနေကောင်းဖန်တီးပေးမှအခြေအနေကောင်းမှဒုက္ခဆိုတဲ့ချမ်းသာဒုက္ခဆိုတာရနိုင်လောကမှာစီးပွားလုပ်ဖို့အခြေအနေကောင်းနေစီးပွားရေးအခွင့်အလမ်းတွေပွင့်လာတယ်ဆိုတာအခြေအနေကောင်းလို့ခေါ်တယ်စိုက်ပျိုးရေးလုပ်မဲ့ပုဂ္ဂိုလ်တွေအတွက်မြေကောင်းရေကောင်းမိုးလေဝသမှန်ကန်တယ်ဆိုတာအခြေအနေကောင်းလို့ခေါ်တယ်အဲ့ဒီအခြေအနေကောင်းတွေကိုသုံးမချနိုင်ဘူးလို့ဆိုလို့ရှိရင်စီးပွားရေးလည်းအောင်မြင်မှာမဟုတ်ဘူးဖြစ်ပေါ်လာမှာမဟုတ်ဘူး
စိုက်ပျိုးရေးလည်းဖြစ်ပေါ်လာမှာမဟုတ်ဘူးအခြေအနေကောင်းကိုအသုံးချတတ်ဖို့မြတ်စွာဘုရားကိုယ်တိုင်ကိုယ်ကတရားဓမ္မဘုရားဖြစ်သူရောက်ပြီးတဲ့နောက်မှာပညာကရုဏာနှစ်ရပ်အသုံးချပြီးတော့တရားတွေဆင်းရဲဒုက္ခကလွတ်မြောက်ဖို့မှန်ကန်တဲ့လမ်းစဉ်ကိုပညာနဲ့ချမှတ်ပြီးတော့ပေးတယ်ကရုဏာနဲ့အကျဉ်းသာတရားထားပြီးတော့ပညာနဲ့မြတ်စွာဘုရားမှန်ကန်တဲ့လမ်းစဉ်ကိုချမှတ်ပေးတယ်ဓမ္မစကြာတရားဟောတဲ့အချိန်ကနေစပြီးတော့ရှောင်ရမှနဲ့ဆောင်ရမှလိုက်ရမယ့်လမ်းနဲ့မလိုက်ရမယ့်လမ်းဒီနှစ်လမ်းကိုခွဲခြားပြီးတော့ဟောပြောပေးခဲ့တာဖြစ်တယ်ဟောမြတ်စွာဘုရားချမှတ်ပေးခဲ့တဲ့လိုက်နာရမယ့်လမ်းဆိုတာအလုံးဘုရားဘာသာဝင်သူတော်စင်တွေသိတဲ့အတိုင်းဘယ်လမ်းလဲလို့ဆိုရင်မစ္စည်းမပฏิပဒါဆိုတဲ့လမ်းလိုက်မစ္စည်းမပฏิပဒါဆိုတာမစ္စည်းမဆိုတာအလယ်အလတ်ပฏิပဒါဆိုတာကျင့်သုံးမှုအလယ်အလတ်ကျင့်သုံးမှုဆိုတာဘာရဲ့အလယ်အလတ်လဲမေးမယ်ဆိုလို့ရှိရင်တော့အစွန်းရောက်နေတဲ့လမ်းနှစ်သွယ်ရဲ့အလယ်အလတ်အစွန်းရောက်တဲ့လမ်းနှစ်သွယ်ဆိုတာဘာလဲလို့ဆိုရင်ချမ်းသာဒုက္ခရှာပြီးကာမဂုဏ်ချမ်းသာတွေရှာပြီးတော့ဘဝတန်တရားကလွတ်မြောက်ဖို့အတိညာဏ်ကိုစီးပူးတယ်ဆိုတဲ့လမ်းစဉ်ဟာဖြစ်နိုင်တဲ့လမ်းစဉ်မဟုတ်သည့်အတွက်ကြောင့်အစွန်းရောက်တဲ့လမ်းစဉ်လို့ခေါ်တယ်။ဒါကိုကာမဒုက္ခလိကနုယောဂကာမချမ်းသာကိုခံစားဖို့ကြိုးစားအထုတ်တာဟာအတိဟုတ်ဘူးတဲ့။ကောင်းကျိုးချမ်းသာလည်းမရနိုင်ဘူးလို့ဒီလမ်းစဉ်နဲ့ပတ်သက်ပြီးမြတ်စွာဘုရားဝေဖန်ပြထားတာဟိနောအောက်တန်းကြတယ်ကမ္မောလူများလိုက်နာနေတဲ့အရာမျိုးဖြစ်တယ်ပောထုစနိကောအများစုကျင့်သုံးတဲ့လမ်းစဉ်ဖြစ်တယ်အနရိယောမြင့်မြတ်တဲ့လမ်းစဉ်မျိုးမဟုတ်ဘူးအနတ္ထတန်ဟိတောကောင်းကျိုးချမ်းသာကိုမဖြစ်စေဘူးလို့ဒီလမ်းစဉ်နဲ့ပတ်သက်ပြီးမလိုက်ဖို့မြတ်စွာဘုရားကမလိုက်ဖို့လို့ဆုံးဖြတ်ပေးတာဟာဘာလဲလို့ဆိုရင်ဒုက္ခဖြစ်ဖို့ရအတွက်အခြေအနေကောင်းတစ်ခုကိုဖန်တီးပေးတဲ့သဘောဒါလိုက်နေမယ်ဆိုရင်ဆင်းရဲဒုက္ခရောက်ကြမှာပဲလေမလိုက်ရဘူးဆိုတဲ့လမ်းကိုလိုက်မယ်ဆိုရင်ဆင်းရဲဒုက္ခဒါမျိုးမလုံးနဲ့လို့ပြောတာကိုလုံးမယ်ဆိုလို့ရှိရင်ဆင်းရဲဒုက္ခနဲ့ကြုံတယ်နောက်တစ်ခုကတော့ကိုယ်ခန္ဓာကိုယ်ကိုညှဉ်းပန်းနှိပ်စက်ပြီးတော့အသိဉာဏ်ရှာတဲ့လမ်းစဉ်အတ္တကိလမထာနုယောဂအဲ့ဒီအတ္တကိလမထာနုယောဂဆိုတဲ့လမ်းစဉ်ဟာလေဒုက္ခအနာရိယောအနတ္ထတန်ဟိတောဆင်းရဲပြီးတော့အရိယသူတော်စင်တွေလိုက်နာတဲ့လမ်းမျိုးမဟုတ်ဘူးအနတ္ထတန်ဟိတောအကျိုးမဲ့ကိုဖြစ်စေတတ်တဲ့လမ်းစဉ်မျိုးဖြစ်တယ်လို့ဒီလိုဆိုတာပေါ့အဲ့ဒီလမ်းနှမျိုးဟာရှောင်ရမယ့်လမ်းအဲ့ဒီလမ်းနှမျိုး၌မလိုက်ဖဲနဲ့ခံစားတဲ့ချမ်းသာဒုက္ခကိုခံစားအစင်းရဲခံတဲ့နာကိုခံပြီးတော့ကျိုးပန်းအားထုတ်မယ်ဆိုလို့ရှိရင်အဲ့ဒီလမ်းကြောင်းကမစ္စည်းမပฏิပဒါလမ်းကြောင်းလို့ခေါ်တယ်မစ္စည်းမပฏิပဒါလမ်းကြောင်းဆိုတာချမ်းသာကြီးခံရမှာလည်းမဟုတ်ဘူးဆင်းရဲကြီးဒုက္ခကြီးခံရမှာမဟုတ်ဘူးဒီမှန်ကန်တဲ့လမ်းစဉ်နဲ့သွားမှဒီမှန်ကန်တဲ့လမ်းစဉ်ဟာအသိဉာဏ်တွေကိုဖြစ်ပေါ်စေနိုင်လို့ဒီလမ်းကြောင်းကသွားရမယ်လို့မြတ်စွာဘုရားကအခုလိုလမ်းစဉ်တစ်ခုချမှတ်ပေးတယ်တဏှာဝဆင်းရဲကလွတ်မြောက်ဖို့အတွက်မစ္စည်းမပฏิပဒါလို့ခေါ်တဲ့ဒီလမ်းစဉ်ကိုအင်္ဂါ၈ချက်နဲ့ဖွဲ့စည်းထားတဲ့အရိယအထင်ကိကမက္ခဆိုတဲ့လမ်းစဉ်ကိုချမှတ်ပေးတာအဲ့ဒီလမ်းစဉ်ဟာဘလို့အကျိုးတွေကိုဖြစ်စေလဲလို့ဆိုရင်တဏှာဝကညင်းငွေဖို့တဏှာပေါ်မှာဘဝပေါ်မှာတွေ့တာမှုတွေကင်းပြတ်စေဖို့မှန်ကန်တဲ့အသိဉာဏ်တွေရပြီးနိဗ္ဗာန်ကိုမျက်မှောက်ပြုဖို့ဆိုတဲ့အကျိုးကျေးဇူးတွေကိုထုတ်ဖော်ပေးနိုင်တဲ့လမ်းစဉ်မျိုးဖြစ်တယ်ပေါ့အဲ့ဒါလို့မြတ်စွာဘုရားကတဏှာဝကထွက်ပေါက်လမ်းကြောင်းတစ်ခုကိုဖွင့်ပေးထားတယ်အဲ့ဒီလမ်းကြောင်းတစ်ခုဟာဆက်လက်ပြီးတော့ထိမ့်သိမ်းကျင့်သုံးလာခဲ့ကြတဲ့ပုဂ္ဂိုလ်တွေဟာသင်ဆက်အလွန်တရားမှများတယ်ဒီကနေ့ခေတ်ဆိုမြတ်စွာဘုရားတရားဟောပြီးတဲ့နောက်နှစ်ပေါင်း2600ကျော်ခဲ့ပြီလို့ဒီလိုဆိုနှစ်ပေါင်း2500ကျော်လာခဲ့တဲ့ခေတ်ကာလတိုင်အောင်ပဲမြတ်စွာဘုရားရဲ့တရားကိုလိုက်နာကျင့်သုံးကြတဲ့ပုဂ္ဂိုလ်ဟာ
အ ਨੇ ဆုံးစိတ်နှလုံးအေးချမ်းမှုဆိုတာရကြတယ်ဒီဓမ္မကကိလေသာအညစ်အကြေးတွေကိုဖယ်ရှားပြစ်နိုင်တယ်ဆိုရင်ထာဝရငြိမ်းတဲ့နိဗ္ဗာန်ဆိုတဲ့အငြိမ့်တက်ကိုမျက်မှောက်ပြုနိုင်ကြပါမယ်ဒီလိုမြတ်စွာဘုရားကမှန်ကန်တဲ့လမ်းစဉ်တရားကိုချမှတ်ပြီးတော့ဟောကြားဆုံးမပေးခဲ့တာဖြစ်တယ်နော်အဲ့ဒါလို့ဆုံးမဟောကြားပေးခဲ့တဲ့လမ်းစဉ်ဟာဘာအတွက်ဆုံးမဟောကြားပေးတယ်လဲလို့ဆိုရင်တရားဝါရီရဲ့ဟိတတရားဝါရီရဲ့ဒုက္ခအတွက်လုပ်ပြီးဟိတရှိမှဒုက္ခဆိုတာဖြစ်နိုင်တယ်အခြေအနေကောင်းတစ်ခုကိုဖန်တီးပေးလိုက်တယ်အဲ့ဒီဖန်တီးပေးလိုက်တဲ့အခြေအနေတိုင်းလိုက်နာလုပ်ဖို့လိုအပ်တယ်နှစ်ဦးနှစ်ဝအလုံးလုံးမှရဒါကြောင့်မို့မြတ်စွာဘုရားကိုကိုးကွယ်ကြတယ်လို့ဆိုတာဘယ်လိုအဓိပ္ပာယ်နဲ့ကိုးကွယ်တာတုံးဆိုဟိတိပဝတ္တနေနအဟိတာသနေဝတ္တနေနလို့ဆိုတဲ့အတိုင်းပဲအခြေအနေကောင်းတွေကိုဖြစ်ထွန်းစေတယ်အခြေအနေမကောင်းတဲ့အရာတွေကလူတွေဆက်လက်ပြီးမလုပ်အောင်နောက်ဆုတ်စေတယ်ဆိုလိုတာကရှောင်ရမယ့်အရာဟိုရှောင်စေတယ်ဆောင်ရမယ့်ဟာကိုဆောင်စေတယ်ဒီနှစ်ခုပဲမိဘတွေကသားသမီးအကျိုးကိုလိုလားလို့ဆုံးမဩဝါဒပေးတယ်ဆိုတာလေဒါပဲမဟုတ်လားဘယ်သူနဲ့တော့မပေါင်းနဲ့ဘယ်သူနဲ့ပေါင်းဘယ်လမ်းကိုမသွားနဲ့ဘယ်လမ်းကိုသွားဒီလိုမိဘဟာလည်းသားသမီးရဲ့အကျိုးစီးပွားကိုလိုလားတဲ့အခါမှာဆောင်ရံနဲ့ရှောင်ရံဒီနှစ်ခုပဲလမ်းညွှန်တာပဲသားသမီးကလိုက်တာကျင့်သုံးပြီဆိုလို့ရှိရင်ကောင်းမြတ်တဲ့အကျိုးကျေးဇူးတွေရလာမှာပဲအကယ်၍မိဘကရှောင်ရမယ်ဆိုတဲ့ပုံမှာမရှောင်ဘူးဆောင်ရမှာဆိုတာမဆောင်ဘူးလို့ဆိုတဲ့သားသမီးဟာမိဘတွေရဲ့မျှော်လင့်ချက်အတိုင်းကောင်းကျိုးချမ်းသာဆိုတာရလာမှာမဟုတ်ဘူးထို့တူပဲမြတ်စွာဘုရားသခင်ကိုရောမြတ်ကရှောင်ရမယ်လို့ဟောတာမရှောင်ဘူးဆောင်ရမယ်လို့ဟောတာလိုက်နာကျင့်ဆောင်မှုမပြုဘူးဆိုတဲ့ဗုဒ္ဓရဲ့တပိသာဝကအမိခံတဲ့ပုဂ္ဂိုလ်တွေဟာလည်းပဲကောင်းကျိုးချမ်းသာရလာမှာမဟုတ်ဘူးဒီလိုဆိုတာပေါ့နော်ဘာဖြစ်လို့တော့ဆိုတော့ဗုဒ္ဓမြတ်စွာဘုရားဟာလူတွေကိုအသိဉာဏ်ရှိအောင်လမ်းညွှန်မှုပြုတာဖြစ်တယ်မတဲ့ဘုရားမျိုးမဟုတ်ဘူးတကယ်တော့မတဲ့ဘုရားဆိုပြီးလူတွေကယုံကြည်နေကြတာတကယ်တော့ရောမသလားဆိုဘယ်မှမှာတော့နော်မလို့လဲရလာလို့ဆိုဘယ်ရမှာတော့သူများမမနဲ့ကိုသားသမီးကိုမကြည့်ပါဘယ်ရမှာတော့မရနိုင်ဘူးလှုပ်ပေးလို့ရတာရှိတယ်လှုပ်မပေးလို့ရတာတွေရှိတယ်အများကြီးရှိဒါကြောင့်မို့လို့တရားဝါတွေဟာစုကြုံနှိမ့်ညစ်ကွဲပြားခြားနာပြီးတော့နေကြတာဘယ်သူ့ပေါ်မှာမိတီးနေတာတော့ဆိုသူ့ရဲ့လှုပ်ဆောင်ချက်ပေါ်မှာပဲမိတီးတရားဝါသီးသီးရဲ့လှုပ်ဆောင်ချက်တွေကိုကံတရားလို့ခေါ်တာကိုလှုပ်တာကိုယ့်ရဲ့ကံတရားပဲတချို့ကကံကောင်းမှုမျှော်လင့်နေတယ်လှုပ်တာကြတော့အကောင်းမလုပ်ချင်ဘူးနော်ကောင်းတဲ့အမှုတွေကိုမပြုဘဲနဲ့ကောင်းတဲ့ကံကိုစောင့်စားနေလို့ကတော့ဘယ်တော့မှရလာမှာမဟုတ်ဘူးကံကောင်းရင်ကောင်းတဲ့အလုပ်တွေကိုလုပ်နေရင်ဒါကံကောင်းနေတာပဲဒါကြောင့်မို့လို့ဆရာတော်ကြီးတွေကဆုံးပါတယ်အေးကံကောင်းရင်အလုပ်ကောင်းရမယ်လို့ပြောတာအလုပ်ကောင်းမှကံကောင်းတာကံဆိုတာအလုပ်ကိုခေါ်တာလို့ဒီလိုနားလည်အောင်ဆုံးမဩဝါဒပေးကြအဲ့ဒီကံဆိုတဲ့နေရာမှာလည်းပဲကံဟုမူလတန်ဗုဒ္ဓတို့ဟောပြသည်မှာအရင်သာရှင်ကံတရားဆိုတာဟာမူလဘုဒ္ဓအခြေခံအနေနဲ့တာဖြစ်တာသို့တော့ဉာဏ်နဲ့ဝီရိယကလွှမ်းမိုးထားနိုင်တယ်ပေါ့မကောင်းတဲ့ကံပဲဖြစ်စေရမူဉာဏ်ဝီရိယနဲ့ဖယ်ရှားလို့ရတွန်းဖယ်လို့ရမကောင်းတဲ့ကံကိုပပျောက်သွားအောင်ဉာဏ်ဝီရိယနဲ့လည်းကြိုးစားလို့ရဘလောက်ပဲကံဆိုးနေကံကောင်းအောင်မလုပ်ရဉာဏ်နဲ့ဝီရိယနဲ့ကောင်းတာတွေကိုဆက်လုပ်လိုက်လို့ရှိရင်ကောင်းတဲ့ကံဆိုတာဖြစ်လာနိုင်တယ်ပေါ့ဒီလိုဆိုတာပေါ့နော်အေးဒါကြောင့်မို့နောက်ဆုံးလူမဖြစ်စေနဲ့လို့ဆိုတာမှန်ကန်တဲ့လမ်းစဉ်တစ်ခုချမှတ်ပေးထားတဲ့အထဲမှာပါဝင်ဆောင်ရွက်နေကြတဲ့အထဲမှာနောက်ဆုံးဒီစိတ်ကန်းတွေကိုဖောက်ဖျက်ပြီးမလိုက်နာတော့ဘူးဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ကနောက်ဆုံးလူဖြစ်သွားပြီဒီတဲပဲဆိုအဲ့တော့ဒီအကြောင်းကိုမြတ်စွာဘုရားကမစ္စည်းမပဏ္ဏတမဂ္ဂရေဝသုတ်တံဆိုတာကိုဟောထားတာရှိတယ်950ထဲမှာလည်းမဂ္ဂရေဝဇတ်ဆိုတာရှိတယ်ပေါ့တခါတည်းရ
Sadaka story de ha. Pali ro de ma para le shi. Ni ke ri de ma le be sat chaung ni pa. De chu ha le that de, de chu ha le ma para le shi. Yaman nainga ma shi de Pitaka ma 950လို့ဆိုပေမဲ့လို့900နဲ့40 80ပဲရှိတယ်30မရှိဘူးเนาะအလွယ်ကူခေါ်ထားကြတာ950ဆိုဇဏိဘတ်ပေါင်း950ဆို930နဲ့80သို့တော့ပကံမှာအာနန္ဒာစင့်ကွင်းအာနန္ဒာဘုရားရဲ့စင့်ကွင်းရုပ်တည်ထဲမှာတော့30ထပ်ဖြည့်ပြီးတော့950အပြည့်လုပ်တယ်လို့ဆိုတယ်သမိုင်းဆရာအဲ့တော့ဆိုလိုတာကတချို့ဇာတကစတိုရီတွေပါဠိတော်မှာတိုက်ရိုက်ဟောထားတာတွေရှိတယ်ဇာတကဇတ်ဆိုတာမြန်မာလူမျိုးတွေကတော့ဇတ်ပွဲသဘင်တွေနဲ့ရောထွေးပြီးတော့ဇတ်လို့ခေါ်နေကြတာဆိုလိုတဲ့ဇာတကဇတ်ဆိုတာရဲ့အဓိပ္ပာယ်ကဘာတော့ဆိုဇာတံဘူတံကာယတိကတိယတိဆိုတဲ့စကားလုံးအရာမြတ်စွာဘုရားရဲ့အတိတ်ဘဝဖြစ်စဉ်တွေကိုဟောပြတဲ့ဒေသနာကိုဇာတကလို့ခေါ်တာဇာတဆိုတာတကယ်ဖြစ်ပျက်ခဲ့တာကိုကထုတ်ဖော်ဟောကြားထားတာ true story လို့ခေါ်တယ်တကယ်ဖြစ်ပျက်တဲ့ခုတွေကိုပြန်လည်ဟောပြောထားတဲ့ဟာကိုဇာတကဇတ်လို့ခေါ်လိုက်တာဟောအဲ့ဒီမှာလည်းပဲမဂဒေဝဇာတကမဂဒေဝသုတ်တံအနေနဲ့မြတ်စွာဘုရားကဟောထားတာရှိတယ်နော်အဲ့ဒီသုတ်တံမှာမြတ်စွာဘုရားသခင်ကိုရောမြတ်ရှန္ဒနာနဲ့အတူရဟန်းတန်ခါများလိုက်ပါလေဝိရိဟတိုင်းမိถิလာမြို့ဘက်မှာခရီးကြွသွားတယ်ဘုရားလက်ထက်တုန်းကမြတ်စွာဘုရားဟာဟိုဒီဒေသစာတွေကြွလေရှိကြွတာဘာအတွက်ကြွတာလုံးဆိုချွတ်ထိုက်တဲ့ပုံကိုယ်တွေကိုချွတ်ဖို့တရားဓမ္မဟောပြောပေးဖို့ဒါရည်ရွယ်ချက်ကြီးမားတဲ့ရည်ရွယ်ချက်တစ်ခုရှိတယ်နောက်တစ်ခုကတော့မြတ်စွာဘုရားကိုဖူးလိုက်ရတဲ့ဖြင့်တဏှာဝကလွတ်နိုင်လောက်အောင်စွမ်းဆောင်မှုမရှိသေးတော့လည်းပဲကောင်းရတုဂတိကိုရောက်သွားစေနိုင်တဲ့ကုသိုလ်တွေဖြစ်ပွားဖို့အတွက်မြတ်စွာဘုရားဟာခရီးတဲ့စာရီကြွချစ်ဘုရားကြွလာတဲ့အခါမှာလက်ဥလေးတစ်ချိန်ခြိလိုက်ရသည်ဖြစ်စေစွမ်းလေးတစ်စုံလောင်းလိုက်ရသည်ဖြစ်စေပန်းလေးတစ်ပွင့်နဲ့ပူဇော်လိုက်ရသည်ဖြစ်စေပါဝင်ပြီးတော့ဝမ်းမြောက်ဝမ်းသာလှုပ်လိုက်ရတဲ့ပုဂ္ဂိုလ်ရဲ့ကုသိုလ်ကောင်းမှုဟာကြီးမားတဲ့အကျိုးကျေးဇူးကိုရအဲ့ဒီကြီးမားတဲ့အကျိုးကျေးဇူးကိုဖြစ်စေဖို့အတွက်မြတ်စွာဘုရားဟာဝါကျွတ်ပြီးလို့ဆိုတာနဲ့ခရီးဒေသစာတွေကြွလို့ရှိတယ်ဝါတွင်ကာလ3လမှသာတဏှာမှာသတင်းသုံးပြီးတော့ဝါကျွတ်ထတဲ့တပြိုင်နက်ခရီးဒေသစာတွေကြွတယ်အခုလည်းပဲဝိရိယတိုင်းမိဋ္ဌိလာမြန်မာပြည်ကမိဋ္ဌိလာကိုပြောတာမဟုတ်ဘူးเนาะအိန္ဒိယနိုင်ငံမိဋ္ဌိလာကိုပြောအဲ့ဒီမိဋ္ဌိလာမြို့ဘက်ကိုခရီးထွက်တယ်ခရီးထွက်တော့မိဋ္ဌိလာမြို့အနီးမှာတရဥယျာဉ်ကြီးတစ်ခုလည်းရောက်တော့မြတ်စွာဘုရားတရဥယျာဉ်ကြီးကိုစူးစူးဆိုင်ဆိုင်ကြည့်ပြီးတော့ပြုံးတော်မူတယ်အဲ့ဒါကိုမြတ်စွာဘုရားပြုံးတာကိုရှင်အနန္ဒမထေရမြတ်ကသိလိုက်ပြီးတော့ဘုရားပြုံးတာဟာဒီနေရာမှာကြည့်ပြီးတော့ပြုံးတာဆိုတော့အကြောင်းရှိလိမ့်မယ်ဆိုပြီးဘုရားကိုလျှောက်တယ်ဘုရားဆိုတာအကြောင်းမဲ့ပြုံးလေးမရှိဘူးသူကြည့်တဲ့နေရာမြတ်စွာဘုရားကကြည့်ပြီးတော့အတိတ်အကြောင်းတွေကိုပုံဖော်ကြည့်လိုက်တဲ့အခါမှာတစ်ချိန်တခါကာလတုန်းကဒီနေရာရဲ့ဖြစ်ပျက်မှုတွေကိုထူးခြားတာကိုကြည့်ပြီးမြတ်စွာဘုရားကအဲ့ဒီအတိတ်အကြောင်းတွေကိုအမှတ်ရပြီးတော့ပြုံးတော်မူတာဖြစ်တယ်ပေါ့ရှင်အနန္ဒာကလျှောက်တဲ့အခါကျတော့အာနန္ဒာတဲ့ဒီနေရာလေးကအရင်တုန်းကမဂဒေဝဆိုတဲ့ဘုရင်ကြီးဟာဟောဒီမိဋ္ဌိလာမှာနေပြီးတော့ဟောဒီတရဥယျာဉ်ထဲမှာတရားဓမ္မချင်းချင်ကျိုးကိုအထုတ်ခဲ့ဘူးလေဆိုတဲ့စကားနဲ့စတယ်ထူးခြားတဲ့အလွန်ရှေးကြတဲ့အခက်ကာလလူတွေရဲ့သက်တမ်းဟာအဲ့ဒီတော့ကနော်လူတွေရဲ့သက်တမ်းဆိုတာရှည်ခြင်းတဲ့အခါအလွန်ရှည်တယ်တိုးခြင်းတဲ့အခါကျတော့စနစ်တန်းတိအောင်တိုးသွားတယ်သက်တမ်းဟာတက်တဲ့အခါတက်တယ်ရော့တဲ့အခါရော့တယ်ဘာဖြစ်လို့တက်ကုသိုလ်တွေလုပ်ကြရင်တက်တန်းတက်တယ်
ဘာဖြစ်လို့တက်တန်းနေတိုးတယ်လဲဆိုရင်အကုသိုလ်တွေလှုပ်တက်တိုးလာအခုခဏခေတ်မှာလည်းပဲကြည့်ဟိုလွန်ခဲ့တဲ့အနှစ်90ကျော်ကမကြားဘူးတဲ့တာရာရစ်ဆိုချမ်းဖက်သမားဆိုတာရှင်းတော့ဒီလိုချမ်းဖက်သမားဆိုတဲ့နာမည်နဲ့မရှိဘူးနော်ဒုတိယကမ္ဘာစစ်အချိန်မှာတောင်ချမ်းဖက်သမားဆိုတာမပေါ်သေးဘူးအခုအပြစ်မဲ့တဲ့လူပဲဖြစ်စီတတ်ဖို့ဖြတ်ဖို့ဝန်မလေးတဲ့ချမ်းဖက်သမားဆိုတာဘာမှပေါ်လာအဲ့ဒါလို့ပေါ်လာခြင်းဟာဒုစရိုက်တွေတိုးလာခြင်းပဲဖြစ်တယ်ဒုစရိုက်တွေတိုးလာခြင်းဟာလူတွေအသက်တိုးဖို့အတွက်ဖြစ်လာနောက်တစ်ခုပြောရမယ်ဆိုရင်သုတ်တန်တစ်ခုမှာမြတ်စွာဘုရားကိုဗြဟ္မဏတူကမေးတယ်ရှင်ဘုရားတဲ့တပည့်တော်သမိုင်းဆရာတွေပြောခဲ့တဲ့သမိုင်းကြောင်းအရာဆိုရင်လူလောကကြီးဟာတစ်ချိန်လုံးကအမတ္တမစီကားတယ်ကြက်ပြန်မကြစီကားတယ်မြို့တွေရွာတွေအဆောက်အုံတွေတိုက်တာတွေနဲ့အလွန်ပြည့်နေတယ်အခုမြို့ပြက်ရွာပြက်မြို့ပြက်ကုန်းရွာပြက်ကုန်းတွေများနေဘာဖြစ်လို့ဒီလိုဖြစ်ရတာလဲဒီနေ့တစ်ချိန်တုန်းကလည်းကြည့်လေမင်းတို့မင်းလက်ထက်ကမန္တလေးမြို့ကြီးစီစီကားကားရှိဒုတိယကမ္ဘာစစ်မှာဘုံကျဲတဲ့အခါကျတော့အများကြီးပဲပျက်စီးပြီးတော့သွားကြတယ်ပေါ့အဲ့ဒါလို့ပျက်စီးကြအဲ့ဒါလို့ကမ္ဘာလောကကြီးမှာဒီကနေ့ခေတ်မှာလည်းပဲကြည့်တစ်ချိန်တုန်းကအနောယထာမင်းတရားကြီးတို့ကျန်စစ်သားမင်းတို့ဆိုတာတွေဘုံတကုအာဏာကြီးတဲ့အချိန်မှာပကံဧရိယာကြီးဟာရွှေရောင်တဝင်းဝင်းနဲ့အလွန်ခန့်ညားတင့်တယ်စွာသမိုင်းမှာတည်ရှိခဲ့တယ်ပေါ့ဒီကနေ့ခေတ်သွားကြည့်ပါလားဖျားပြူဖျားပြက်ဖျားအိုဖျားပြက်ဒါပဲကြံတော့ဟုတ်လားအဲ့ဒါလို့ဘာဖြစ်လို့ဒီလိုဖြစ်ရတနေ့တစ်ချိန်တုန်းကမြန်မာဥဆုံးလို့ခေါ်တဲ့ပကံနိုင်ငံတော်ကြီးဟာဒီကနေ့ပျက်စီးနေတာဘာကြောင့်လဲဒီလိုဆိုလို့တာပေါ့နော်တခါတည်းတည်းရှေရှေဝေးဝေးကြည့်လိုက်အောင်မလားကြည့်လိုက်မယ်ဆိုရင်ဒီနားမှာအင်းဝမြို့တော်ကြီးဆိုတာအမှန်တန်စီကားခဲ့မြန်မာနိုင်ငံသားတွေကမြန်မာနိုင်ငံလို့မသိဘူးအဝနိုင်ငံတော်လို့ပဲသိတယ်ရှေ့ပိုင်းမှာဆိုအင်းဝနိုင်ငံတော်လို့ဒီလိုပဲခေါ်တယ်အဲ့ဒါလို့ကဘာကျော်ဒီထိအောင်ဖြစ်ပေခဲ့တဲ့အင်းဝမြို့သွားကြည့်ပါလားဘယ်လိုအခြေအနေဖြစ်သွားလဲပျက်စီးသွားတဲ့အနေအထားမျိုးပဲနောက်ဒီနားကအမရပူရမြို့ကိုကြည့်လိုက်အောင်မလားဘယင်းနန်းတော်ရှေးတုန်းကအနေအထားတစ်ခုမျိုးရှာလို့မတွေ့နိုင်တဲ့အနေအထားမျိုးဘုရားမင်းတရားကြီးက1400မှာဇေဒီ၄စုတည်ထားခဲ့လို့ဒါမြို့ခွဲဟာပုံဖော်လို့ရနေသေးတာနော်မြို့တွေဟာပျက်စီးသွားပြီကြီးတဲ့ကြည့်လိုက်မယ်ဆိုလို့ရှိရင်မြန်မာအစတကောင်းကလို့ပြောကြတဲ့ရာဇဝင်ဆရာတွေရဲ့စကားကိုကြည့်မယ်ဆိုရင်ဟိုးတကောင်းမြို့ကြည့်လိုက်မယ်ဆိုရင်လေမြို့ပြက်ကုန်းကြီးပဲဖြစ်တာပဲဒီလိုပဲပျက်စီးသွားတဲ့နေရာပျက်စီးစီတဲ့နေရာသွားစီနဲ့ဒီလိုရှိခဲ့ဒီကနေ့အစီကားဆုံးဖြစ်တဲ့ရန်ကုန်မြို့တော်ကြီးဟာတစ်ချိန်တုန်းကတကုံမြို့ပေါက်စကလေးပဲရှိမင်းနေပြီမဟုတ်ဘူးကန္နာကမြို့သေးသေးလေးပဲဖြစ်ခဲ့ပဲခူးကသာလေတကယ်ဟန္တာဝရီမြို့တော်ကြီးဆိုပြီးတော့တစ်ချိန်တုန်းကဖြစ်ခဲ့ဆိုလိုတာကသမိုင်းချောင်းနေဟာယခုလိုပဲပြောင်းလဲပြီးတော့နေတယ်အဲ့တော့အကောင်းဘက်ပြောင်းတာလားအဆိုးဘက်ပြောင်းတာလားဒီနှစ်ခုတော့ခက်ခါအကောင်းဘက်ပြောင်းလာလို့ရှင်အပျက်စီးမရှိပဲနဲ့ဒီကားတိုးတက်တာဒါအကောင်းဘက်ပြောင်းအပျက်စီးတွေနဲ့တဏှာမှာပျက်စီးပြီးတဏှာမှာသွားစီတာတော့အကောင်းလို့ပြောလို့မရဘူးပေါ့အကောင်းလို့ပြောလို့မရအဲ့ဒါလို့သမိုင်းကြောင်းဟာပြောင်းလဲမှုတွေရှိနေတာနဲ့ပတ်သက်ပြီးတော့ဗြဟ္မဏတူကမြတ်စွာဘုရားကိုမေးတယ်ရှင်ဘုရားတဲ့သမိုင်းအရာဒီလူလောကကြီးဟာတစ်ချိန်တုန်းကအလွန်စီကားခဲ့တယ်လို့ဆိုပါတယ်တဲ့ဒီကနေ့ခေတ်မှာတော့မြို့ပြက်တွေရွာပြက်တွေဒီလိုဖြစ်နေရဘာကြောင့်ပါလဲလို့ဆိုတော့မြတ်စွာဘုရားဖြေလိုက်တာအခြေခံအကြောင်း၃ခုဖြေတယ်အဲ့ဒါတတိထားစရာအကောင်းတဲ့အရာတစ်ခုဖြစ်တယ်ပေါ့အခြေခံအကြောင်း
3 မျိုးထက်ပြီးတော့ဖြေတယ်။ဘာဖြေတယ်ဆိုရင်အတ္တမရာဂဝိတမလောဘမိစ္ဆာဓမ္မဒီတရား 3 ခုဒီတရား 3 ခုကလောကကြီးမှာထွန်းကားလာလို့ရှိရင်ပျက်စီးတယ်တဲ့သူတွေပျက်စီးနိုင်တယ်ဘယ်လိုဆက်သွယ်ပြီးတော့ပျက်စီးတာတုံးဆိုရင်ဒီတရား 3 မျိုးထွန်းကားခြင်းကြောင့်နော်လူတွေအကျင့်ပြတ်လို့မိုးလေဝသတွေမမှန်ဘူးမိုးလေဝသမမှန်တဲ့အတွက်ကြောင့်စိုက်တာပြိုးတဲ့နေရာကအစာတိနံတွေဟာစီဩဇာတွေရုပ်လျော့တယ်အစီဩဇာတွေရုပ်လျော့တဲ့တိနံတွေကိုစားရလို့ရှိရင်လူတွေဟာယောဂဗျာထူပြောတယ်ယောဂဗျာထူပြောတဲ့အခါမှာလူတွေဟာသိချေပျက်စီးတယ်လို့ဒီလိုဆက်ဆက်ပြီးတော့မြတ်စွာဘုရားကဟောပြထားတာရှိတယ်ဒါတက်တန်းတိုးလာခြင်းရဲ့အကြောင်းလောကကြီးရဲ့ပျက်စီးခြင်းအကြောင်းအဲ့ဒီမှာအတ္တမရာဂဝိတမလောဘမိစ္ဆာဓမ္မဆိုတာဘာပြောတာလဲအတ္တမရာဂဆိုတာလူတွေဟာမဖြစ်တဲ့မဖြစ်ထိုက်တဲ့ပုံမှာတဏှာရာဂဖြစ်တာကိုအတ္တမရာဂလို့ခေါ်တယ်ဥပမာမေနော်အဖေနဲ့သမီးနဲ့မှားတာတို့နော်အဖေနဲ့သမီးနဲ့မှားတာတို့သားနဲ့အမေနဲ့မှားတာတို့ဒါမျိုးကိုအတ္တမရာဂလို့ခေါ်တာအတ္တမလို့ဒီကနေ့ခေတ်မှာသတင်းစာဂျာနယ်တွေထဲပါတာလောက်တင်ပဲလူတွေကသိကြတာမပါတာဘယ်လောက်များနေမှမသိဘူးအတ္တမရာဂလို့ခေါ်ရတဲ့ဒါဝိတမလောဘဆိုတာဘာလဲလို့ဆိုရင်လွန်ကဲတဲ့ကာမဂုဏ်အာယုန်စိတ်တွေကိုဝိတမလောဘလို့ခေါ်ရတဲ့မိစ္ဆာဓမ္မဆိုတာကြတော့ဘာတွေကိုပြောတာလဲဆိုရင်ကြာခြင်းမခြင်းတန်ရောစဉ်ဖြစ်တာအဲ့ဒါနော်ကြာခြင်းမခြင်းလိန်တူဆက်ဆံတာဒီကနေ့ခေတ်မှာတချို့နိုင်ငံတွေကဥပဒေနဲ့တောင်ခွင့်ပြုနေဥပဒေနဲ့တောင်ခွင့်ပြုနေတယ်ဟုတ်လားခေလို့ခေါ်တဲ့ဟာပေါ့ခေလို့ခေါ်တာတော့ lesbian လို့ခေါ်တာတွေအဲ့ဒီလိုလိန်တူဆက်ဆံမှုတွေကဘာကိုပြောတော့ homosexuality လို့ခေါ်တယ် homosexuality ဆိုတာတချို့နိုင်ငံတွေမှာအလွန်ကြီးထွားလာအဲ့ဒီမကောင်းတဲ့အလေးထားအကျင့်တွေပေါ်များလာသည့်အတွက်ကြောင့်နဲ့လူလောကယောဂဝေဒနာတွေများလာဟုတ်တယ်လေဒီကနေ့ခေတ်လွန်ခဲ့တဲ့နှစ်ပေါင်း340ကြားမှမကြားဘူးလား HIV တဲ့ AIDS ဆိုကြားမှမကြားဘူးလားလေဒီကနေ့ခေတ်ဒါပေါ်လာအဲ့ဒီပေါ်လာတာဟာအယမ်းမဲ့ပေါ်လာတာမဟုတ်ဘူးပေါ်လာခြင်းရဲ့အကြောင်းရှိလို့ဒီယောဂဟာကုယနတ္ထိဆေးမရှိဆိုပြီးတော့ဒုက္ခဝေဒနာတွေဖြစ်တယ်ပေါ့နော်ဆေးတွေ့ပြီဆိုပြီးတော့လည်းဝမ်းသာနေစရာမဟုတ်ဘူးယောဂဝေဒနာဆိုတာဒီကနေဖိဟိုကနေထောင်ဒီကနေဖိဟိုကနေထောင်ဆေးတွေထုတ်လို့လည်းဘယ်တော့မှလောက်မှာမဟုတ်ဘူးဒီယောဂပြောင်းရင်နောက်ယောဂတစ်ခုရောက်လာသေးတာပဲအဲ့တော့လောကကြီးပျက်စီးခြင်းရဲ့အကြောင်းဟာဟောဒီအကြောင်းတရား 3 မျိုးလို့ပါလောကသုတ်တံမှာမြတ်စွာဘုရားဒီလိုဟောခဲ့တယ်ဒါကြောင့်မို့လို့မကောင်းမှုဒုစရိုက်တွေထွန်းကားလာပြီဆိုလို့ရှိရင်လူရဲ့တက်တန်းဟာလေတိုးသွားတယ်ကျဆင်းသွားတယ်ကောင်းမှုကုသိုလ်တွေများလာလို့ရှိရင်လူရဲ့တက်တန်းဟာလည်းပဲရှည်လျားလာတယ်တစ်ချိန်တုန်းကမဂဒေဝဆိုတဲ့ဘုရင်ကြီးဟာမိတ္တမြို့မှာအုပ်စိုးနေတဲ့အချိန်တုန်းကလူတွေရဲ့တက်တန်းဟာဘယ်လောက်ရှိတုန်းဆိုအနှစ်3 သိန်းကျော်အသက်ရှိကြတယ်ဒီကနေ့ခေတ်မှာအနှစ်100လို့ဆိုပေမဲ့100ပြည့်တဲ့ပုဂ္ဂိုလ်အလွန်နည်းတယ်ပေါ့အဲ့ဒီမှာအနှစ်3 သိန်းဓမ္မလူဖြစ်ရတော့အသက်အမတန်မှရှည်တယ်ပေါ့အသက်အမတန်မှရှည်တယ်ဒါကြောင့်မလို့အဲ့ဒီတုန်းကသက်တမ်းရှည်တဲ့မဂဒေဝဘုရင်ကြီးအကြောင်းနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကအတိတ်ကိုပြန်ပြီးတော့အာယုံပြုတဲ့အသိဉာဏ်နဲ့ရှင်အနန္ဒာကိုဟောပြတယ်တစ်ချိန်တုန်းကလည်းဟောဒီဥယျာဉ်ထဲမှာမဂဒေဝဆိုတဲ့ဘုရင်ကြီးဟာနေထိုင်ခဲ့ဘူးတယ်ဆိုပြီးတော့သူ့အကြောင်းကိုပြောပြတဲ့အခါမှာမဂဒေဝဘုရင်ကြီးဟာတဲ့မင်းဖြစ်သူရောက်ရှိမင်းသားငယ်ဘဝနဲ့နှစ်ပေါင်း8400အိမ်ရှိမင်းသားဘဝနဲ့ကနှစ်ပေါင်း8400ဘုရင်ဖြစ်အုပ်ချုပ်နေတာ၈ပေါင်း8400
ထီးနှန်းကိုစွန့်ပြီးတော့ယသိဝတ်ပြီးတရားကျင့်တာနှစ်ပေါင်း8400ဆို3,36000နှစ်ပေါင်းသူ့ဘဝတစ်ခုမှာတက်တန်းရှိအဲ့ဒီဘုရင်ကဘုရင်ဖြစ်ရောက်ရှိနေတဲ့အချိန်မှာဘာပြောထားလဲလို့ဆိုသူ့ရဲ့ဆံမင်းတွေကိုဖိလိမ့်ပြုပြင်ပေးတဲ့ဘုရင်ရဲ့ဆတ္တတိကိုမှားထားတယ်အေးငါခေါင်းပေါ်မှာဆံပင်တစ်ဖြူများတွေ့လို့ရှင်ဆံပင်လေးတစ်ပင်ဖြူတာများတွေ့လို့ရှင်ငါ့ကိုပြောဆိုတော့ဆတ္တတိကနေတိုင်းဘုရင်ခေါင်းကိုဖိပေးရင်ကနေပြီးတော့စပြူပင်ရရင်သူကဆုရမှာဒါမှမဟုတ်စပြူပင်ဆံဖြူတာကိုလိုက်ရှာနှစ်ပေါင်းရာကျော်ထောင်ကျော်ထိအောင်လိုက်ရှာမတွေ့ဘူးနှစ်ပေါင်းများစွာကြော်တဲ့အခါကျတော့အမတ်မထင်ဘုရင်ဆံပင်ကိုဖီးတဲ့အခါဆံဖြူပင်လေးတစ်ချောင်းပါလာတာကိုတွေ့ရတယ်အဲတွေ့တဲ့အခါကျတော့မှအရှင်မင်းတရားကြီးခေါင်းတော်မှာဆံဖြူပင်လေးတစ်ပင်တွေ့ပါပြီဆိုတော့ဘုရင်ကြီးကပြစမ်းလို့ဆိုရွှေမွေးညက်နဲ့ဆံဖြူပင်လေးကိုရွေးပြီးနှုတ်ပြီးဘုရင်ရဲ့လက်ထဲကိုထည့်လိုက်တဲ့အခါကျတော့ဘုရင်ကြီးကသူ့ကောင်းကဆံဖြူပင်လေးမြင်လိုက်တဲ့အခါမှာဘာဖြစ်သွားတော့ငါအိုပါလားလို့ဆိုတွေးတော်ရင်းနဲ့စိတ်ထဲမှာထိတ်လန့်တုန်လှုပ်တဲ့တန်ဝေကတွေဖြစ်လိုက်တာချွေးပြိုက်ကြတယ်ဆိုပဲစဉ်းစားတယ်ငါကောင်းပေါ်မှာဆံဖြူပင်ရောက်ပြီသေမင်းတမန်တွေငါစီရောက်လာပြီငါကိုတတိပေးနေပြီနှိုးဆော်နေပြီငါမကြခင်လူဘဝဆွမ်းရတော့မှာပဲလို့ဆိုပြီးဘုရင်ကြီးဟာစိတ်နှလုံးတုန်လှုပ်ခြောက်ခြားပြီးတကူလုံးချွေးပြိုက်ကြသွားတယ်နော်မဂ္ဂဒေဝဘုရင်ကြီးကချွေးထွက်သွားတာဘာဖြစ်လို့ထွက်လဲကြောက်လန့်ပြီးတော့ချွေးထွက်တယ်ခုခေတ်လူတွေကတကောင်းလုံးဖြူလေဘာဖြစ်ဘူးလေတတ္တိကမဂ္ဂဒေဝဘုရင်ကြီးတဲ့ပိုကောင်းတယ်လို့ပြောရမှာပဲဘာမှမဖြစ်ဘူးဆိုတော့သွားဆိုးလိုက်တာပေါ့အဆိုင်ဟောနော်အဖြူတပင်တွေ့ရင်လည်းသွားပြီးတော့စိတ်ဆိုးလိုက်ဆိုတော့အဖြူမတွေ့တော့ဘူးပေါ့အဲ့ဒီမှာဘုရင်ကြီးဟာနော်စိတ်နှလုံးတုန်လှုပ်ခြောက်ခြားပြီးတော့သူ့ဆံမြူပင်လေးကိုကြည့်ပြီးတော့တန်ဝေကလေးဖြစ်တယ်တန်ဝေကဖြစ်တော့ဆတ္တတိကိုဆံမြူပင်ပေါက်နေပြီဆိုတာကိုသတင်းပေးတဲ့ပြပေးတဲ့ဆတ္တတိကိုရွာစားအဖြစ်ဆုချပြီးတော့သူ့ရဲ့အိရှိမင်းဖြစ်တဲ့သားကြီးကိုခေါ်လိုက်တယ်သားအလည်းအနည်းငယ်သူ့စီလည်းရောက်လာရောဘာပြောတော့ငါသားတဲ့ငါကောင်းမှာသေမင်းတမန်တွေရောက်လာပြီတဲ့ဆံပြူပင်တွေပေါ်လာပြီသေမင်းတမန်တွေငါစီရောက်လာပြီအဲ့ဒီတော့ငါဟာလူဘဝလူရဲ့ကာမဂုဏ်ချမ်းသာတွေကိုငါခံစားပြီးပြီနတ်ပြည်ကကာမဂုဏ်ချမ်းသာနတ်ဘုံမြမဘုံကချမ်းသာတွေကိုခံစားဖို့အတွက်ငါရှာကြံရတော့မယ်ကဲအဲ့ဒီခေတ်ကအဲ့ဒါလောက်ပဲသိတယ်နော်လူချမ်းသာငါခံစားပြီးပြီနတ်ချမ်းသာခံစားဖို့ငါရှာရလိမ့်မယ်ရှာရလိမ့်မယ်အဲ့ဒီတော့မင်းဒီထီးနှန်းကိုဆက်ခံငါကတော့ယသိဝတ်မယ်ယသိဝတ်ပြီးတော့မဂ္ဂဒေဝဥယျာဉ်ထဲမှာပဲတရားထုတ်မယ်ဆိုပြီးတော့သူ့သားကိုမှားတာဘယ်လိုမှားတော့ဆိုရင်မင်းလည်းပဲငါနီးကျူလို့ခေါင်းပေါ်မှာဆံပြူပင်တစ်ပင်ပေါက်ထန်နဲ့မင်းရဲ့သားကိုထီးနှန်းလွှဲပြီးရင်ဥယျာဉ်နဲ့ထွက်ယသိဝတ်တရားကျင့်အဲ့ဒါဆိုလို့ရှိရင်သိလို့ရှိရင်မင်းဗြဟ္မဘုံရောက်မှာပဲငါလည်းအဲ့ဒီတိုင်းပဲကျင့်မယ်ဆိုရင်သူ့သားကိုပြောထားပြီးတော့မင်းဟာနောက်ဆုံးလူမဖြစ်စေနဲ့တော့ငါပြောခဲ့တဲ့နီလန်းတိုင်းမင်းမဖြတ်နဲ့နောက်ဆုံးလူမဖြစ်စေနဲ့မင်းကြိုးစားငါတော့သင်္ဃဝတ်တော်မယ်ဆိုပြီးတော့မဂ္ဂဒေဝဥယျာဉ်နဲ့ထွက်ပြီးနန်းတော်ကပို့တဲ့ဆွမ်းစားပြီးအဲ့ဒီမှာတရားကျင့်ဘာတွေကျင့်လို့ဆိုမေတ္တာကရုဏာမုဒိတာဥပေက္ခလို့ဆိုပြမစိုးတရားတွေကိုဇံရသည့်ထီအောင်ပွားများအထုတ်တယ်အဲ့ဒါလို့ဇံရသည့်ထီအောင်လောကကြီးတစ်ခုလုံးပေါ်မှာမေတ္တာတရားနဲ့ကရုဏာတရားနဲ့မုဒိတာတရားနဲ့ဥပေက္ခတရားနဲ့စံချမ်းသာခံစားပြီးနှစ်ပေါင်းဘလောက်နေသွားတော့ဆို8400အဲ့တော့သူ့ဘဝကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်
နှစ်ပေါင်း3,3600မင်းသားငယ်ဘဝက8,400အိမ်ရှင်မင်းဘဝ8,400ဘုရင်မင်းဘဝနဲ့က8,400ယသိဘဝနဲ့က8,400ဆိုတည်တဲ့အခါကျတော့ဗြဟ္မဝိဟာရတရားကိုပွားများသည့်အတွက်ကြောင့်တည်တော့ဗြဟ္မပြည်ရောက်သွားတယ်သူကကဲသူသားကလည်းနှစ်ပေါင်းအလွန်ကြားလာတဲ့အခါမှာဆတ္တတိကိုမှန်ထားတယ်ခုနအတိုင်းပဲငါကောင်းမှဆံမြူပင်တွေ့ပြောပါတနေ့ကျတော့ဒီလိုပဲတွေ့အောင်ရှာတော့တွေ့လာတာပဲသူလည်းပဲသူ့ဖေမှားထားတဲ့အတိုင်းသပင်ဖြူတွေ့တဲ့နေ့မှာဆတ္တတဲ့ကိုရွာစားစုချပြီးတော့သားအကြီးကိုခေါ်လိုက်တယ်ခေါ်ပြီးတော့ငါသားငါလူဝကာမဂုဏ်အာယုန်นี่ခံစားပြီးပြီငါကောင်းမှလည်းပဲသိမင်းတမန်นี่ရောက်နေပြီအဲ့ဒီတော့နတ်ပြည်နတ်ချမ်းသာကိုငါရှာဖွေရမှာဖြစ်တယ်ငါယသိယဟန်ဟုတ်တော့မယ်မင်းကဌိနန်းစိစဉ်အုပ်ချုပ်ရဒါပေမဲ့မင်းငါမှားတဲ့စကားကိုသေချာနားထောင်ခေါင်းပေါ်မှာဆံမြူပင်တပင်တွေ့လို့ရှိရင်မင်းရဲ့သားကိုဌိနန်းလွှဲပြီးမင်းယသိဝမယ်ဒါငါတို့ရဲ့ tradition ပဲမင်းလိုက်နာကျင့်သုံးရမယ်လို့ဒီလိုမှားထားမင်းနောက်ဆုံးလူမဖြစ်စေနဲ့နော်လို့တတိပေးပြီးသူလည်းယသိဝအဲ့ဒီလိုနဲ့ဒီမဂဒေဝဘုရင်ကြီးရဲ့သားစဉ်မြေးဆက်ဘလောက်ထိအောင်သူမှားထားတဲ့လမ်းစဉ်အတိုင်းလိုက်နာကျင့်သုံးကြတယ်လဲဆိုရင်မင်းအဆက်ပေါင်း8,400နဲ့နော်နည်းနည်းမဟုတ်ဘူးသူချမှတ်ခဲ့တဲ့လမ်းစဉ်ကဘာလို့ယသိဝဆံမြူပင်တွေ့ရင်ယသိဝတရားကျင့်တာကြီးကိုဌိနန်းလွယ်ယသိဝတရားကျင့်အဲ့ဒီအလုပ်ကိုကလျာဏဝတ္တလို့ခေါ်တယ်အလွန်ကောင်းတဲ့ကျင့်စဉ်တစ်ခုကိုချမှတ်ပေးထားတယ်မှာခဲ့တယ်မင်းတို့နောက်ဆုံးလူမဖြစ်စေနဲ့ငါပြောတဲ့အတိုင်းလိုက်နာကျင့်သုံးရမယ်လို့ဒီလိုပြောခဲ့တာမှာခဲ့တဲ့အတိုင်းသားစဉ်မြေးဆက်အဆက်ဆက်ဟာလိုက်နာကျင့်သုံးလိုက်တာဘယ်လောက်ထိသွားတော့8,400ဟော8,400ဆိုတာနဲတဲ့ဘယင်နေမဟုတ်ဘူးအစဉ်အဆက်တယောက်တယောက်ကို3,300နှုတ်နဲ့ပဲတွက်ချီနှစ်ပေါင်းတက်တန်းတူကြတယ်ဆိုရင်နေဝိရွယ်နှစ်ပေါင်းများစွာသူချမှတ်ခဲ့တဲ့လမ်းစဉ်အတိုင်းလိုက်နာကျင့်သုံးကြတယ်ဒါအစဉ်လာတစ်ခုထူထောင်ပေးတယ်လို့ခေါ်တယ်အဲ့ဒီအစဉ်လာတစ်ခုဒီသားသမီးတွေကလိုက်နာကြအဲ့ဒီလိုလိုက်နာသွားရင်ကနေနောက်ဆုံးကြတော့8,400ပြည့်တဲ့အခါမှာနောက်ဘသူပေါ်လာလဲလို့ဆိုရင်အလုံးကြောက်ကြလိမ့်မယ်ဇတ်တော်ကြီး10ပွဲမှာပါတယ်နေမိဆတ်ဆိုတွေ့တယ်နော်နေမိမင်းနိမိရာဇာလို့ခေါ်တယ်နေမိမင်းပေါ်လာတယ်သူတို့ရဲ့မြေအဖြစ်ပြန်ရောက်လာအဲ့ဒီနေမိမင်းကတခြားမဟုတ်ဘူးတဲ့မဂဒေဝဘုရင်ကြီးပဲမဂဒေဝဘုရင်ကြီးဘာကနေပြီးတော့မေတ္တာကရုဏာမုဒိတာဥပေက္ခပြမစိုးတရားတွေပွားများအားထုတ်လို့ဗြဟ္မပြည်ရောက်သွားတယ်ဗြဟ္မပြည်ကတက်တန်းစိတ်တော့မဟုတ်သူ့ရဲ့အစဉ်လာတစ်ခုကိုထိမ့်သိမ့်ဖို့ဆိုပြီးတော့အစဉ်လာတစ်ခုသူချမှတ်ခဲ့တဲ့လမ်းစဉ်ကြီးထိမ့်သိမ့်ဖို့ဆိုပြီးတော့လူပြည်တပတ်ကြော်လာတာနော်အဲ့ဒီအတိုင်းဝိုင်းနဲ့လာရောက်ပြီးတော့သူဝင်စားတာနေမိဆိုတဲ့ဘုရင်ဖြစ်လာသူ့လက်ထက်မှာလည်းပဲနှစ်ပေါင်း8,400ဟာမင်းသားငယ်ဘဝအိမ်ရှိမင်းဘဝလည်းပဲနှစ်ပေါင်း8,400ဘယင်းဘဝနဲ့လည်းပဲ8,400ယသိဝတ္တဟာလည်းပဲ8,400ဆိုသူကလည်းပဲသူချမှတ်ခဲ့တဲ့လမ်းစဉ်အတိတ်ဘဝတုန်းကလွန်ခဲ့တဲ့8,400သောမင်းဆက်တည်းရဲ့ထိတ်မှာသူချမှတ်ခဲ့တဲ့လမ်းစဉ်ကိုသူပြန်လည်ကျင့်သုံးဖို့ရအတွက်ဒီအတိုင်းဝိုင်းနဲ့သူပြန်ရောက်လာတယ်ပေါ့ခုခေတ်လို့ပြောရင်လူပြန်ဝင်စားတယ်ပေါ့နော်ပြန်ဝင်စားပြီးဒီမှာရောက်လာဒါပေမဲ့သူကဘာတွေထူးချွန်တော့သူ့ဘဝမိဘတွေတဲ့သူထူးချွန်တာ2ခုရှိတယ်ဘာထူးချွန်လဲလို့ဆိုရင်တနေ့ကိုအတပြာငွေ3သိန်းအကုန်ချခံပြီးတော့ဒါနကောင်းမှုပြုဒါနကောင်းမှုပြုပြီးဥပုသ်နေ့တွေမှာလည်းဥပုသ်ဆောင်
မဂဒေဝမင်းကြီးကစပြီးတော့မင်းအဖြစ်အုပ်ချုပ်နေတဲ့အချိန်မှာတရားသဖြင့်သာအုပ်ချုပ်ကြတယ်အလုံးဟာဒုစရိုက်တွေကိုရှောင်ကျဉ်ပြီးတော့သူစရိုက်တရားပွားများကြတယ်သတင်းနေ့ရက်တွေမှာဥပုပ်နေ့ရက်တွေမှာသတင်းသီလကိုစောင့်တည်ကြဒါသူတို့ရဲ့လွယ်လွယ်စဉ်တစ်ခုပဲတိုင်းသူပြည်သားတွေကိုရင်ဝယ်သားခဲ့သို့တရားသဖြင့်အုပ်ချုပ်ပြီးတော့နေကြသူတို့ကိုယ်တိုင်ကလည်းကုသိုလ်ကောင်းမှုတရား10ပါးကိုကျင့်ကြံကြိုးကုပ်အားထုတ်ပြီးအဲ့ဒီလိုနေလာတဲ့အစဉ်လာကြီးတစ်ခုပဲနေမိမင်းလက်ထက်ကြတော့ထူးခြားချက်ကဘာတော့ဆိုရင်ခုနလိုတိုင်းသူပြည်သားတွေကိုတရားသဖြင့်အုပ်စိုးတာတို့တရင်တွေမှာ7ပါးသီလစောင့်တည်တာဥပုသ်ဆောင်တာတို့အပြင်မှာသူကတနေ့တနေ့တသိန်းကုန်တိုင်းသူပြည်သားဆင်းရဲသူဆင်းရဲသားအများတွေနော်ဒါနကောင်းမှုပြုတယ်ကျွေးမွေးတယ်ဒါကသူ့ရဲ့ထူးခြားချက်နောက်ထူးခြားချက်တစ်ခုကဘာတော့ဆိုရင်ဥပုသ်မဆောင်တဲ့လူကိုသူနဲ့တွေ့ခွင့်မပေးဘူးသူ့ရဲ့နန်းတော်အဆောင်တွေကိုမှားထားတယ်နန်းတော်အဆောင်တွေကမေးတယ်ဘုရင်ကြီးကိုတွေ့ဖို့လာတယ်ဆိုမင်းဥပုသ်ရလားရတယ်ဆိုမှသွားခွင့်ပြုတယ်ဥပုသ်မရဘူးဥပုသ်မဆောင်ဘူးဆိုတဲ့လူကဘုရင်ကိုတွေ့လို့မရနော်အဲ့ဒီအမိန့်ထုတ်ပြန်ထားတာဟာသူ့ရဲ့ထူးခြားချက်တစ်ခုပဲလူတိုင်းဥပုသ်ဆောင်ရမယ်ဥပုသ်မဆောင်ရင်သူ့ကိုမတွေ့တယ်တွေ့ခွင့်မပေးဘူးဥပုသ်ဆောင်တဲ့လူမှသူနဲ့တွေ့ရမယ်ဒီလိုမိန့်ချမှတ်ထားအဲ့ဒီတော့သူ့လက်ထက်မှာဒါနနဲ့သီလဆိုတာအမှန်မှထွန်းကားခဲ့တယ်ပေါ့ဒါနကောင်းမှုလည်းလုပ်တယ်သီလလည်းစောင့်တည်တယ်စောင့်တည်သည့်အတွက်ကြောင့်သူ့လက်ထက်မှာနတ်ပြည်ရောက်ကြတဲ့ပုဂ္ဂိုလ်တွေဟာလည်းပဲအမှန်မှအရှိန်အဝါတွေကြီးမားပြီးတော့တာဝရိန္ဒနတ်ပြည်မှာနတ်သားနတ်သမီးဖြစ်ကြရတဲ့လူတွေကတော်တော်များလာတယ်ပေါ့များလာတော့သူကအမှန်ထူးခြားတဲ့ကျင့်ဝတ်ကြီးကိုခေါင်းဆောင်ပြီးတော့ကျင့်တာဖြစ်တော့တာဝရိန္ဒနတ်တွေကနတ်သမီးအစည်းအဝေးမှာဒီသူ့ရဲ့ခုံကျေးဇူးတွေကိုပြောလို့ရှိကြတယ်ဗေဒိလာပြည်ကနေမိမင်းဟာအမှန်မှစိတ်ကောင်းနှလုံးကောင်းရှိတယ်လူတိုင်းဥပုသ်ဆောင်အောင်ဥပုသ်မဆောင်တဲ့လူသူ့ကိုတွေ့မခံဘူးဥပုသ်မဆောင်တဲ့လူကိုတွေ့မခံဘူးဒါနကောင်းမှုတွေကိုပြုတယ်ဒီသတင်းအရာနတ်ပြည်မှာနတ်တပင်အစည်းအဝေးမှာအမြဲတမ်းချီးမွမ်းစကားပြောကြတယ်ချီးမွမ်းစကားပြောကြတယ်ပေါ့သူကလည်းပဲဘာတွေတွေးတုံလို့ဆိုရင်သူဒါနလည်းလုပ်တယ်သီလလည်းစောင့်တည်တယ်ဒါနသီလနှစ်ခုလုပ်တဲ့အထက်မှာဒါနနဲ့သီလဘယ်ဟာပိုကောင်းလဲဆိုတာကိုသူအမြဲတမ်းစဉ်းစားတယ်ပိုကောင်းတဲ့ဟာကိုသူလုပ်ချင်တာအဲ့ဒါလို့သူလုပ်တဲ့လုပ်ငန်းနှစ်ခုပေါ်မှာထိတဲ့ပိုကောင်းတဲ့ဟာကိုသူလုပ်ဖို့အမြဲတမ်းစဉ်းစားလာတာဝရိန္ဒနတ်ပြည်ကနတ်တွေကလည်းသူ့ရဲ့ဂုဏ်သတင်းပြောကြတော့တရားမင်းကြီးကကြားတယ်ကြားတော့မင်းတို့နေမိမင်းကြီးကိုဖူးတွေ့ခြင်းညသလားလို့ဆိုဖူးတွေ့ခြင်းနဲ့နတ်တွေကသူတို့တွေ့ခြင်းနဲ့အလုံးဆိုလို့ရှိဆိုတော့တရားမင်းကြီးကကောင်းပြီငါခေါ်မယ်ဆိုတရားမင်းကြီးကရုတ်တရက်ဆင်းသွားတယ်နေမိမင်းကြီးနဲ့သွားတွေ့ပြီးတော့တာဝရိန္ဒနတ်ပြည်ကနတ်တွေကအရှင်မင်းကြီးကိုတွေ့ခြင်းကြတယ်ပေါ့ရှင်မင်းကြီးကိုတွေ့ခြင်းကြလို့ရှင်မင်းကြီးလာဖို့တာဝရိန္ဒနတ်ပြည်ကိုဖိတ်ခေါ်ပါတယ်ရှင်မင်းကြီးလာဖို့ရအတွက်နော်တိန်တော်မြင့်1000ကားတယ်ယထာကြီးကိုလွှတ်လိုက်ပါမယ်ဆိုပြီးတော့တရားမင်းကြီးကသူ့စီကပဋိညာဉ်ယူသွားတော့သူကလက်ခံလိုက်တယ်လက်ခံလိုက်တာနဲ့နတ်ပြည်ပြန်ဟိုရောက်တော့မာတလိနတ်သားကိုတာဝန်ပေးပြီးတော့မြင်ရထားဥပုသ်နေ့အချိန်ကာလမှာမြင်ထားနတ်မြင်ရထားကြီးကိုလွှတ်လိုက်တာပေါ့လွှတ်လိုက်တဲ့အခါမှာနေမိမင်းကြီးရဲ့နန်းတော်ဘက်ကိုဆက်ရောက်လာမာတလိနတ်သားကလည်းယထာရောက်လာပါပြီတာဝရိန္ဒနတ်ပြည်ကိုရှင်မင်းကြီးကြွဖို့အချိန်တန်ပါပြီဆိုပြီးတော့ယထာပေါ်တက်ပါလို့ပြောတယ်ပြောပြီးတဲ့အခါသူကဘာပြောတော့ဆိုရှင်မင်းကြီးကိုနတ်ပြည်ခေါ်သွားတဲ့အခါမှာဘယ်လမ်းကြောင်းကခေါ်တာကြိုက်တယ်လဲလူလောကမှာလူတွေမကောင်းတာလုပ်လို့
ပပကမ္မဆိုရယ်မကောင်းတဲ့ကံတွေလုပ်လို့မကောင်းတဲ့ဘုံဘဝရောက်နေတဲ့လူတွေရှိတဲ့လမ်းကြောင်းလည်းရှိတယ်။ကောင်းတဲ့ကုသိုလ်ကောင်းမှုတွေလုပ်သည့်အတွက်ကြောင့်ကောင်းကျိုးချမ်းသာတွေကိုခံစားပြီးတော့နေကြရတဲ့လူကောင်းသူကောင်းတွေရဲ့ဘုံဗိမာန်တွေရှိတဲ့နေရာလည်းရှိတယ်။ဘယ်လမ်းကြောင်းကသွားခြင်းတလဲဆိုတော့နေမီမင်းကြီးကပြောတယ်နှစ်လမ်းလုံးပဲသွားမယ်ပေါ့နှမျိုးလုံးပဲကြည့်ကျင်တယ်ဆိုတော့အလုံးသိကြတဲ့အတိုင်းမြန်မာနိုင်ငံမြန်မာစာပေထဲမှာဘုံကန်းဆိုတာအကြီးကျယ်ရေးထားရှိတယ်ဟောနေမိမင်းရဲ့မကားတွေကပြုတ်ဆိုတာဘုံကန်းဆိုပြီးတော့ရေးထားတာရှိတယ်အဲ့တော့ငရဲပြေကငရဲဒုက္ခခန်းနေရပုံတွေကိုလည်းသူပြတယ်ဘာတွေလုပ်လို့ငရဲခံရတယ်ဘာတွေလုပ်လို့ငရဲခံရတယ်ဆိုတာဒီအကုန်လုံးပြပြီးတော့တခါတပရိသနတ်ပြည်ပဲအခုဥလှည့်ပြီးတော့သွားတဲ့အခါမှာလမ်းမှာနတ်တွေရဲ့ဘုံဗိမာန်တွေတွေ့လို့ကုသိုလ်ကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်ကြီးပျော်ဆိုင်ရတဲ့နေရာတွေကိုလည်းပြသွားပြီနောက်ဆုံးမှာတော့တပရိသနတ်ပြည်မှာရှိတဲ့သူရမနတ်တပင်လို့ယထာကြီးဆက်ရောက်ပြီးတော့သွားတယ်တဲ့အဲ့ဒီရောက်သွားတဲ့အခါမှာသူရမနတ်တပင်တွေကိုတရားမင်းကြီးကိုယ်တိုင်ကထွက်ပြီးတော့ခုခေတ်လို့ပြောရင်ဝက်ကန်းလောက်တဲ့ပေါ့ဝက်ကန်းလောက်တဲ့ဆိုတာသွားကတံမဟာရာဇသွားကတံတေမဟာရာဇဆိုတာသွားကတဆိုတဲ့စကားကအင်္ဂလိပ်စကားဝက်ကန်းနဲ့တူတူပဲသူအာဂတကောင်းသောလာခြင်းပါပဲလို့တူတူပြောတာနော်ကောင်းသောလာခြင်းပါလို့ဒီလိုဆိုတာအဲ့ဒါကြောင့်မို့လို့တရားမင်းကြီးကိုယ်တိုင်ကကြိုးဆိုပြီးတော့သူ့ကိုနတ်တပင်အစည်းအဝေးထဲမှာခေါ်သွားတယ်နတ်တွေအားလုံးကလည်းကြိုးဆိုကြတယ်နှုတ်ဆက်ကြတယ်သူတို့လေးစားတဲ့နေမီမင်းကြီးတွေ့ကြတရားမင်းကြီးကဗာပြောတော့နတ်တွေရဲ့အစွမ်းတကုအနုဘော်နဲ့ဒီနတ်ပြည်မှာပျော်သလောက်နေပါလို့ပြောတော့နေမီမင်းကြီးကဗာပြန်ပြောတော့ဆိုရင်ဒီမှာ तू မနေနိုင်ပါဘူးလူပြည်ပဲပြန်ပို့ပါလူတွေရဲ့အကျိုးစီးပွားကို तू ဆက်လက်ပြီးတော့ဆောင်ရွက်ပါမယ်လို့ပြောတော့တကယ်တော့နတ်ပြည်သွားလိုက်တာ9ရက်ပဲလို့ဒီလိုဆိုတယ်9ရက်နဲ့ပဲသူကလူပြည်ပြန်ပို့ပါဆိုတော့သူ့ရဲ့ဆန္ဒအတိုင်းလူပြည်ပြန်ပို့တယ်အဲ့ဒီလိုလူပြည်ရောက်တဲ့အခါမှာဒါနကောင်းမှုတွေသီလကောင်းမှုတွေကြိုးစားပြီးတော့လုပ်တာကြိုးစားပြီးလုပ်ရင်းကနေပြီးတော့သူကိုယ်တိုင်မကားတွေကဘယင်လက်ထက်တုန်းကချမှတ်ခဲ့တဲ့လမ်းစဉ်အတိုင်းပဲဆတ္တတွေကိုမှားထားတယ်ငါကောင်းပေါ်မှာသပင်ပြူတွေ့ရင်မင်းပြောပါဆိုတော့နှစ်ပေါင်းများစွာကြာတဲ့အခါသူကောင်းကိုဖီးရင်ရှင်းလင်းကနေဘာတွေ့တော့ဆံပြူပင်လေးလာတွေ့ပြန်တွေ့တဲ့အခါမှာနှုတ်ပြီးတော့လက်ထဲကိုထည့်လိုက်တော့ခုနလိုပဲချွေးပြိုက်ကြပြီးတော့တန်ဝေကကြီးစွာဖြစ်နေသားကိုဆင့်ခေါ်ဆတ္တတွေကိုရွာစားအဖြစ်ဆုချသားကိုဆင့်ခေါ်ပြီးတော့ပြောတယ်ငါမှသေမင်းတမန်တွေရောက်နေပြီအဲ့ဒါကြောင့်ငါဟာလူရဲ့ကာမဂုဏ်ချမ်းသာတွေခံစားပြီးပြီနတ်ချမ်းသာကိုရှာကြံမှုရအချိန်ရောက်လာပြီဒါကြောင့်ငါဟာယတိယဟန်ဝတ်ပြီးတဲ့အခါတရားဓမ္မချစ်ကြံကြိုးကိုအထုတ်ပဲဒီစီးစိမ်ဥစ္စာထိနန်းစီးစိမ်ယာတုအာနာကိုမင်းကိုငါလွှဲတယ်တဲ့တခုတော့မှတ်ထားတဲ့ငါလွှဲတယ်လို့မင်းဟာလည်းပဲဆံပြူပင်တပင်တွေ့လို့ရှိရင်နော်ဆတ္တတဲ့ကိုရွာစားစုပေးပြီးတော့မင်းရဲ့သားအကြီးဆုံးကိုခေါ်ပြီးတော့ထိနန်းလွှဲပြီးမင်းနဲ့ရသေးဝဲအောင်ငါချမှတ်ခဲ့တဲ့ဒီလမ်းစဉ်ကိုမင်းမဖြတ်ရနဲ့နောက်ဆုံးလူမဖြစ်စေနဲ့လို့ဒီလိုမှားသွားတာနော်အဲ့ဒါလို့မှားသွားပြီးတော့နေမင်းကြီးကတောထွက်သွားတယ်ဆိုတော့ရသေးဝတ်သွားရသေးဝတ်သွားတော့သူ့သားကဘယ်သူတော့ဆိုကလာရစနကဆိုတာသူ့သားဖြစ်တာ7400ထဲမှာတစ်ယောက်ဖြစ်လာပြီပေါ့နေမင်းမှလည်းဆို7400ဖြစ်မှာ7400ပေါ့နော်အဲ့တော့သူ့သားကသူ့ဖခင်မှားထားတဲ့လမ်းစဉ်တိုင်းလှုပ်သလားလို့ဆိုမလှုပ်ဘူးဒီကလျာဏဝတ္တလို့ခေါ်တဲ့ခေါင်းပေါ်မှာသပင်ပြူတစ်ချောင်းတွေ့ရင်ယသိဝတ်ပြီးတရားထုတ်တယ်ဆိုတဲ့ချင့်စဉ်သူ့သားဖြစ်တဲ့ကလာရဇနကဘယင်ကစပြီးတော့ဖြည့်ဆည်းလိုက်တာအဲ့ဒီကျင့်ဝတ်ကြီးဟာလောကကြီးမှာပျက်စီးပြီးရပ်တန့်သွားတယ်အဲ့ဒါဖြည့်ဆည်းတဲ့ပုဂ္ဂိုလ်ဟာနောက်ဆုံးလူပဲလို့
သူတို့ပြောတာနော်အဲ့တော့မြတ်စွာဘုရားကဒီနေရာမှာဒီဇလန်းကိုဟောကြားပြီးတဲ့အခါမှာအဲ့ဒီတုန်းကမဂဒေဝတို့နေမိမင်းတို့ဆိုတာတခြားလူမဟုတ်ဘူးငါကိုယ်တိုင်ပဲသို့တော့ငါချမှတ်ခဲ့တဲ့လမ်းစဉ်ဆံမင်းမြူတွေ့တာနဲ့သားကိုထိနှံစိစိအယသိဝတရားကျင့်တယ်ဆိုတာဗြဟ္မပြေလောက်ပဲရောက်နိုင်တယ်တဲ့တဏှာဝုတ်ကညီးငွေဖို့တဏှာဝုတ်ကလွတ်မြောက်ဖို့အသိဉာဏ်ဓုတွေရဖို့ဆိုတာမဖြစ်ဘူးတဲ့ငါချမှတ်ခဲ့တဲ့လမ်းစဉ်ဟာဗြဟ္မပြေမှာပဲလမ်းဆုံးတယ်အဲ့တော့ဒီကနေ့အခုငါချမှတ်ထားတဲ့လမ်းစဉ်ဟာမဂ္ဂင်၈ပါးအကျင့်တရားပဲဖြစ်တယ်အဲ့ဒီမဂ္ဂင်၈ပါးအကျင့်တရားဆိုတာသမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝသမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိဆိုတဲ့ဒီမဂ္ဂင်၈ပါးနဲ့ဖွဲ့စည်းထားတဲ့လမ်းစဉ်အတိုင်းမင်းတို့လိုက်နာကျင့်သုံးရတဲ့မစ္စည်းမပฏิပဒါလမ်းစဉ်ဒီမစ္စည်းမပฏิပဒါလမ်းစဉ်ကဘာဖြစ်တဏှာဝဆင်းရဲကညီးဝေးဖို့ဖြစ်တယ်ဘဝပေါ်မှာတွေ့တာမှုတွေကိုဖြတ်တောက်နိုင်တဲ့စွမ်းရည်တတ္တိရှိတယ်အသိဉာဏ်ဓုတွေကိုဖြစ်ပေါ်စေတယ်နိဗ္ဗာန်ကိုမျက်မှောက်ပြုစေနိုင်တယ်အဲ့တော့မဂ္ဂင်၈ပါးအကျင့်တရားဆိုတာတခြားမှာရှားမှာမဟုတ်ဘူးကိုယ်တဏ္ဍာမှာရှိတာကိုထူထောင်ကြရမှာဖြစ်တယ်ပေါ့ဘယ်မှာထူထောင်တာတော့လို့ဆိုအာယုန်တစ်ခုခုနောက်ဆုံးမှာ24နာရီရှုသွင်းရှုပ်ထုတ်လုပ်နေတဲ့ထွက်လေဝင်လေလေးပေါ်မှာအလုံးလုံးလို့ရှိရင်ဒီမစ္စည်းမပฏิပဒါဆိုတဲ့လမ်းကြောင်းပေါ်ရှောက်လန်းနေခြင်းပဲဖြစ်တယ်ပေါ့ဘယ်လိုလုပ်လျှောက်တာတုံးလို့မေးကြည့်မယ်ဆိုရင်လျှောက်ကြည့်လေထွက်လေဝင်လေလေးတစ်ခုပါလူတိုင်းဟာအသုံးမကျနေ့စဉ်နဲ့ရှူထုတ်ပြီးတော့ပြစ်နေကြတာပဲလေရှူသွင်းလိုက်စိုက်ထုတ်လိုက်ရှူသွင်းလိုက်စိုက်ထုတ်လိုက်ရက်တယ်ကုန်ရှိဘူး24နာရီဒီလေးတွေဟာအလဟတကုံဆုံးပြီးတော့သွားတာအဲ့ဒီလေးတွေကိုအသုံးမချနိုင်ဘူးဆိုရင်ဘာတန်မိုးမှရမှာမဟုတ်ဘူးနော်ဘာတန်မိုးမှမရမြတ်စွာဘုရားကဓမ္မလမ်းကြောင်းကနေပြီးတော့တန်ဖိုးရှိအသုံးချဖို့အတွက်ဟောတာဘုရားကိုယ်တိုင်ဘုရားဖြစ်တုန်းကလည်းဒီအာနာပါနနဲ့ပဲဖြစ်တယ်အဲ့ဒီထွက်လေဝင်လေလေးပေါ်မှာအာယုံစိုက်ပြီးတော့ထွက်လို့ရှိရင်ထွက်မှန်းဝင်လို့ရှိရင်ဝင်မှန်းလေလေးကထိသွားရင်ထိရင်ထိမှန်းသိလားသိတဲ့စိတ်လေးပေါ်တာလည်းပဲသိတယ်အဲ့ဒီနေရာမှာအသက်ရှူဆိုင်မှုပေါ်မှာတတိထားတာကိုသမ္မာတတိလို့ခေါ်တယ်အဲ့ဒီတတိရှိနေအောင်ကြိုးစားအထုတ်ပေးတာကသမ္မာဝါယာမလို့ခေါ်တယ်စိတ်ကလေးဟာအဲ့ဒီကနေတခြားလွဲ့မသွားအောင်ထိမ့်ပေးတာကသမ္မာသမာဓိလို့ခေါ်တယ်အဲ့ဒီထွက်လေဝင်လေနဲ့ထိတိတို့ရဲ့သဘာဝကိုဆင်ញင်စဉ်းစားတာကသမ္မာသင်္ကပ္ပလို့ခေါ်တယ်အမှန်တရားကိုသိလိုက်တာကသမ္မာဒိဋ္ဌိလို့ခေါ်တယ်လို့ဆိုဟောတာနဲ့လှုပ်တာပဲလေဒီမဂ္ဂင်၅မျိုးနဲ့လှုပ်တာသူတို့လုံနိုင်အောင်ရှေ့ကဘာတွေပံ့ပိုးရလဲလို့ဆိုသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝဆိုတဲ့သီလကိုကျွတ်တင်ပြီးတော့စောင့်တည်ကျင့်သုံးထားရတယ်အဲ့ဒီကျင့်သုံးစောင့်တည်ခြင်းဟာဘာအတွက်လဲလို့မေးရင်တမာတိဖြစ်ဖို့အတွက်ပဲသီလပြည့်စုံတဲ့ပုဂ္ဂိုလ်မှာတမာတိဆိုတာလွယ်လွယ်ကူကူဖြစ်နိုင်သီလမပြည့်စုံတဲ့ပုဂ္ဂိုလ်ဟာကိုမဟုတ်တာတွေလုပ်တာအမှောင်ရိပ်ကြီးတွေလိုပဲအရိပ်မဲကြီးတွေလိုကမ္မထမ်းထိုင်ပြီဆိုရင်လာထိုးတတ်တယ်ဟောအရိပ်မဲကြီးတွေလိုပေါ်လာပြီးတော့ကမ္မထမ်းထိုင်လို့မရအောင်နှောက်ယှက်မှုကိုခံရတတ်တယ်ဒါကြောင့်မို့မြတ်စွာဘုရားကသီလံအဝိပတိတာရယသီလရှိပြီဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာပြန်စဉ်းစားလိုက်တာနဲ့တပြိုင်နက်စိတ်နှလုံးကြည်တာမှုကိုရငါမဟုတ်တာမလုပ်ဘူးပြစ်ကင်းတဲ့အလုပ်တွေအပြစ်မကင်းတဲ့အလုပ်တွေမလုပ်ဘူးငါလုပ်တဲ့အလုပ်တွေမှန်သမျှအပြစ်ကင်းတယ်ဆိုတာကိုသိတဲ့အခါဘာဖြစ်လဲဝမ်းမြောက်တယ်ပမောဇဝမ်းမြောက်တော့ဘာဖြစ်တုံးပီတိဖြစ်တယ်ပီတိဖြစ်တော့ဘာဖြစ်လာလဲလို့ဆိုရင်ပတ္တတိကိုရောစိတ်ရောငြိမ်းလာကိုယ်စိတ်နှလုံးငြိမ်းလာတဲ့အခါဘာဖြစ်လဲလို့ဆိုရင်ဒုက္ခချမ်းသာလာတယ်စိတ်ချမ်းသာလာပြီဆိုရင်ဘာဖြစ်လဲစိတ်တံတမာဓိယတိတမာဓိရလာတယ်တမာဓိရရင်ဘာဖြစ်လဲယထာဘူတဉာဏတတနာကိုယ်တဏ္ဍမှာဖြစ်နေတဲ့ယုတ်တရားနံတရားတွေရဲ့တဘာဝအစစ်မှန်တွေကိုမြင်တယ်သိတယ်ဆိုတာဖြစ်လာသိတယ်မြင်တယ်ဆိုတဲ့ဉာဏ်ကိုရလာဆိုတော့သမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝဆိုတဲ့သီလကတမာဓိကိုတွန်းအားပေးပြီးအသိဉာဏ်ထိအောင်ဆက်ရောက်စေနိုင်တာမို့ဟောမဂ္ဂင်၈ပါးဆိုတာ
သီလရဲ့သမာဓိရဲ့ပညာရဲ့ပဲအဲ့ဒါကိုမြတ်စွာဘုရားချမှတ်ပေးတာအဲ့ဒီချမှတ်ချက်အတိုင်းသင်္ချစ်သားတို့လိုက်နာကျင့်သုံးကြတဲ့နော်နောက်ဆုံးလူမဖြစ်ကြစေနဲ့ဒီလမ်းစဉ်ကိုမလိုက်ဘူးဆိုရင်နောက်ဆုံးလူဖြစ်မယ်ဒါကိုပြောတာနော်မဂ္ဂင်၈ပါးအကျင့်တရားကိုမကျင့်ဘူးဆိုလို့ရှိရင်ဘယ်သူအတွက်နောက်ဆုံးလဲကိုယ့်အတွက်ကိုနောက်ဆုံးတယ်ကျင့်စဉ်တစ်ခုကိုမလိုက်နာတဲ့ပုဂ္ဂိုလ်တွေဟာနောက်ဆုံးပုဂ္ဂိုလ်ဖြစ်မှာပဲအဲ့ဒါကြောင့်မို့လို့ဒီလမ်းစဉ်တွေကိုလိုက်နာဖို့မြတ်စွာဘုရားကငါချမှတ်ထားတဲ့လမ်းစဉ်ကိုလိုက်ပြမလိုက်လို့ရှိရင်နောက်ဆုံးလူဖြစ်မှာမို့အေးမာခောမေတုံမေအန္တိမပုရိသအဟုဝထจิตသားယဟန်တို့မင်းတို့တွေဟာငါချမှတ်ထားတဲ့လမ်းစဉ်နဲ့ပတ်သက်ပြီးတော့နောက်ဆုံးလူမဖြစ်စေကြနဲ့လို့ဒီလိုတတိပေးထားတဲ့အတိုင်းဘုရားတရားချက်ခင်သူတော်စင်ပြိဿအပေါင်းတို့ဘုရားမြတ်စွာမိန့်ကြားတော်မူခဲ့တဲ့ဒေသနာတော်အတိုင်းလိုက်နာကျင့်သုံးမှုမပြုဘူးဆိုလို့ရှိရင်ကလာရစနကဆိုတဲ့နေမီမင်းရဲ့သားဟာဘိုးဘွားမိဘတွေချမှတ်ခဲ့တဲ့လမ်းစဉ်ကိုပြည့်ပြည့်စေတဲ့ပုဂ္ဂိုလ်ဖြစ်သောကြောင့်နောက်ဆုံးလူဖြစ်တယ်လို့ဘုန်းကြီးတို့တွေကမဂ္ဂင်၈ပါးကိုမကျင့်သုံးကြဘူးလို့ဆိုလို့ရှိရင်နောက်ဆုံးလူဖြစ်သွားကြမှာဖြစ်တယ်ဆိုတာတန်ဝေကကြီးစွာထားပြီးမြတ်စွာဘုရားအဆုံးအမတိုင်းငါတော့နောက်ဆုံးလူမဖြစ်စေရဘူးလို့တန်ဋိဌာန်ထားပြီးကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတဝါများစွာဘေးရန်กว่าချမ်းသာကြပါစေတတဝါများစွာဘေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသွန်ငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသွန်ငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေဩလန္တဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဝေတံဘဝယန္တုဒုက္ခန္တကမေတ္တာပုံနေတုသင်္ကမစုပေါင်းပုအပ်မေတ္တာရဟုရောင်ယူပါဝင်ငွေလာမင်းနှင့်ရောင်ခြင်းရှက်ယုံပေါင်းဆောင်ရခြင်းကြောင့်သဗ္ဗေတံကျွမ်းမဲ့ဥဒ္ဒုံလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင်မြဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည့်တင်းစိတ်နှလုံးတည်းဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်ကစားစင်ထာဝရအေးမြจิตာတာယာပွင့်လန်းချမ်းသာဒုက္ခအတိဟုသောကုမုဒ္ဒရာဇာပန်တို့သည်ဖုံးလန္တာဝန္တာရွှင်မြူဝမုံလူလျက်ကြည်နုဝဲကြုံဖူးပွင့်ကြကုန်သည်ဖြစ်၍ဒုက္ခလည်းကလေအောင်လေးတဲ့ရောရှက်သင်ပြန့်ပိတိတိဟုသောယနန်တို့သည်ဘဝယံတုကောင်းစွာမဲ့သွေကြိုင်လိုက်၍နေကြပါစေကုန်တည်း